ပိုးဒေတာကန်တွေကိုပေါ်တာဆွဲပြီးတိုက်ပွဲအတွင်းဆက်လက်နဲ့ရိတ်ခါတဲယူပို့ဆောင်မှုစစ်ကောင်စီလက်အောက်ခံ PNO ကအတင်းအဓမ္မခိုင်းစေနေတယ်လို့ဒေတာကန်တွေကပြောပါတယ်။ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်ပန်တခွားကျေးရွာထီနဲ့ကျေးရွာနဲ့သိန်းဖြီနာကျေးရွာတွေကဒေတာကန်10ဦးထပ်မံကို PNO ကခေါ်ယူပြီးစစ်တုံးပစ္စည်းတွေကိုတဲယူခိုင်းခဲ့တယ်လို့သိရပါတယ်။သူတို့လူလိုရင်လိုသူတို့လာခေါ်သွားတာဗျအခုနောက်ဆုံးသွားရတဲ့သူတွေဆို၄ရက်ရှိပြီပြည်သူစစ်တွေရဲ့ရိတ်ခါတွေကြီးစံတွေကိုထမ်းပို့ပေးရတယ်။ပွန်ချောင်းအနောက်ဘက်ကနေပွန်ချောင်းအရှေ့ဘက်ကိုကူးပြီးထမ်းပို့ပေးရတာတိုက်ပွဲဖြစ်တဲ့နေ့ကလည်းထမ်းပို့ပေးရတယ်လို့ဒေသခံသတင်းရင်းမြစ်တူကပြောပါတယ်။ဒါ့အပြင် PNO ကထုတ်ပြန်တဲ့ဗီဒီယိုဖိုင်တစ်ခုမှာလက်နက်ကင်တွေကစောင့်ကြည့်ပြီးပြည်သူတွေကိုပစ္စည်းသယ်ခိုင်းပြီးပွန်ချောင်းဖြတ်ကူးနေတာကိုတွေ့ရပါတယ်။သူတို့တွေဟာပန်တခွားရွာသားတွေဖြစ်ပြီးပွန်ချောင်းကိုဖြတ်ကူးနေတာမှန်ကန်တယ်လို့လည်းသတင်းရင်းမြစ်ကအတည်ပြုပါတယ်။ဟုတ်တယ်အဲ့ဒါရွာသားပဲပန်တခွားအရှိဘက်ကပွန်ချောင်းကိုကူးတဲ့နေရာပဲလို့သူကပြောပါတယ်။ PNO ဟာကရူးကြီးဒေတာကနေတဆင့်တန်လွင်မြင့်အရှိချမ်းနဲ့ကရင်ပြည်ရှားတော်ထိထိုးစစ်ဆင်ရမှာကရူးကြီးဒေတာတိုက်ပွဲအတွင်းဒေသခံပြည်သူတွေကိုလူသားတိုင်းဖြစ်အသုံးပြုနေတာကိုတွေ့ရပါတယ်။ဒီလိုလူသားတိုင်းအနေနဲ့အသုံးပြုခံရတဲ့ပြည်သူထဲက2ဦးကိုပိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဇန်နဝါရီလ1ရက်မှာကဲတင်ထားတယ်လို့လည်းသတင်းရင်းမြစ်တွေသိရပါတယ်။